ဒီနေ့တော့နူးညံ့ပြီးအရန်စားဖို့ကောင်းတဲ့ကြက်ဥပေါင်းလေးကိုရိုင်းအိမ်မှာလှုပ်စားကြရအောင်အရင်ဆုံးမုံလောင်းနီကိုအခုံခွာပြီးအချောင်းသေးသေးလေးတွေရအောင်လှီးထားမယ်ရေနွေးစုလာရင်တော့မုံလောင်းနီကိုထည့်ပါစားနဲ့စီအနည်းငယ်ထည့်ပြုတ်ပါ3မိနစ်လောက်ပြုတ်ပြီးရင်ဆယ်လို့ရပါပြီမုံလောင်းနီထဲကိုစားနဲ့ညှုပ်ကောင်းမှုထည့်ပါမယ်ကြက်ဥ6ထုံထည့်ပါမယ်ကြက်သွန်မိတ်ထည့်ပါမယ်ပြားမှုပုတ်တစ်စုံထည့်ပါမယ်တမအောင်မွေမယ်ကြက်ဥပေါင်းဖို့ခွက်ထဲထည့်မယ်ပေါင်းမဲ့ခွက်ကိုစီချိုတင်တုပ်ထားရင်ပိုကောင်းတယ်နှမ်းကတော့မထည့်လည်းရပါတယ်10မိနစ်လောက်ပေါင်းလိုက်ပါချက်သွားရင်တော့အေးခံထားပါသူနဲ့တို့စားမယ့်အချင်းကတော့ကြက်သွန်ဖြူရဲ့ငရုတ်သီးအနီရဲ့ကြက်သွန်မင်းရဲ့ထည့်ပါမယ်စီးပူပူ3ဆုံးလောက်စားလိုက်ပါစားရဲ့ကြက်သားမုတ်ရဲ့ထည့်ပါမယ်ဟမ်ပြာရဲ့ထည့်ပါမယ်အီးပြေးခြင်းတော့အသက်မြတ်လေးတစ်စိတ်ထည့်ညက်ပါကိုင်းပြမယ်သူ့ရဲ့ရတာလေးကချွတ်ချွတ်လေးနဲ့စိမ့်စိမ့်လေးပေါ့နော်ကျုပ်လေးရလည်းအီလေးဆိုတော့အတော်လေးစားလို့ကောင်းတယ်ဆက်လေးနဲ့ရမ်းစားလို့ကောင်းတာပဲရုပ်တည်လေးနဲ့ဆိုတော့တော်တော်လေးလိုက်ဖက်တယ်နော်ကျုပ်ပေါင်းလေးကအလုပ်ရလည်းလွယ်ကူပြီးရတာလည်းရှိတာမို့လို့အိမ်မှာဒီနေ့လှုပ်ရှားကြည့်ကြပါနော်အားလုံးပဲတတာ